အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြပေးချင်တာက TikTok မှာအရန် try ဖြစ်နေတဲ့အသီးလေးတွေစကားပြောဗီဒီယိုလုပ်နေကိုပြောပြပါမယ်ကျွန်တော်ရဲ့ TG channel မှာ ChatGPT ဝင်ရမယ့် link ကိုချပေးထားပါမယ်ဒီ link ကို share ပေးတဲ့ Bro Luffy ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အရင်ဆုံး link ကိုနှိပ်လိုက်တာနဲ့ ChatGPT ရဲ့ကိုရောက်သွားပါမယ်အဲ့မှာ Ultimate Fruit Content Creator ဆိုတဲ့စာပေါ်လာရင်ရပါပြီကျွန်တော်တို့ကကိုလိုချင်တဲ့အသီးကိုရေးပေးရုံပါပဲcharacter ကိုစပစ်သီးနဲ့လိုချင်တာလားငပြောသီးလားပန်းသီးလားအဲ့လိုလိုချင်တဲ့အသီးတွေကိုရေးပေးရင်ရပါတယ်ကျွန်တော်ကနမူနာအနေနဲ့ပန်းသီးလို့ရေးပို့လိုက်မယ်အဲ့မှာအင်္ဂလိပ်လိုတွေကြားလာတယ်တခါလေလည်းမြန်မာလိုတန်းကြပါတယ်ကျွန်တော်တို့ကအင်္ဂလိပ်လိုကြားလာတော့နားမလည်တဲ့အတွက်မြန်မာလိုပြန်ပေးပါလို့ရေးပို့လိုက်မယ်အဲ့မှာကျွန်တော်တို့ကိုမြန်မာလိုပြန်ရေးပေးလာပါတယ်ပန်းသီးဇလန်အတွက် idea တွေကိုနံပါတ်10နဲ့ခေါင်းစဉ်10မျိုးရေးပေးလာတယ်ကျွန်တော်တို့ကခေါင်းစဉ်လေးတွေဖတ်ကြည့်မယ်တကယ်လို့ကျွန်တော်တို့ကဇလန်တွေမကြိုက်သေးရင်နောက်ထပ်ဇလန်ထပ်ပြောင်းကြည့်မယ်အဲ့မှာသတိထားရမှာကကျွန်တော်တို့ကပထမဆုံးသူ idea ချပေးတဲ့စာတွေကို retry ပြန်လုပ်ရမယ်မြန်မာလိုပြန်ထားတာကို retry လုပ်လိုက်ရင်အင်္ဂလိပ်စာကိုမြန်မာပြန်ပေးမှဖြစ်တဲ့အတွက်ဒီခေါင်းစဉ်တွေပဲပြန်ချလာမယ်အဲ့တော့ပထမဆုံးအင်္ဂလိပ်စာနဲ့ပြထားတဲ့အောက်ဆုံးကိုသွားမယ်ဒီအဆက်လေး30ကိုနှိပ်ပြီး retry နဲ့ဇလန်အသစ်ပြန်တောင်းလိုက်မယ်အဲ့မှာနောက်ထပ်ခေါင်းစဉ်အသစ်10မျိုးကြာလာပါပြီကျွန်တော်တို့လိုချင်တဲ့ဇလန်ရဲ့နံပါတ်10ကိုရေးပို့လိုက်ရင်ရပါတယ်နံပါတ်1ကဇလန်ကိုကြာရင်နံပါတ်1လို့ပို့လိုက်ရင်အဲဇလန် script ကိုချပေးမှာပါနံပါတ်1ဇလန်ကိုမကြိုက်လို့နောက်ထပ်ဇလန်ပြောင်းခြင်းခုနတက်လို့ရိုက်ပို့ခဲ့တာကိုဖြီးပြီး edit message ကိုနှိပ်ပြီးပြောင်းခြင်းနဲ့ခေါင်းစဉ်နံပါတ်ကိုရေးလိုက်ရင်ရပါပြီကျွန်တော်ကနံပါတ်2လို့ရေးပို့လိုက်ပါမယ်ဒီမှာနောက်ထပ်နံပါတ်2ရဲ့ဇလန်ကိုပြောင်းပေးပါတယ်ဒါမှမဟုတ်ကို idea နဲ့ဇလန်လုံးမယ်ဆိုရင်လိုချင်တဲ့အကြောင်းအရာလေးရေးပေးလိုက်ရင်လည်းရပါတယ်ခုနအတိုင်းပဲနှစ်နေရာကိုနှိပ်ပြီးလိုချင်တဲ့ဇအလန့်အကြောင်းအရာကိုရေးပေးလိုက်ရင်ရပါတယ်ကျွန်တော်ကနမူနာအနေနဲ့ချစ်သူနှစ်ဦး online ကနေစကားပြောရင်ချစ်သူတွေဖြစ်သွားကြတယ်ဆိုတဲ့အကြောင်းအရာကိုရေးပို့လိုက်မယ်ဒီမှာပေးလိုက်တဲ့အကြောင်းအရာနဲ့ script ကြာလာပါပြီကျွန်တော်တို့ကိုဇလန်အတွက်စမ်း14ခုကို dialogue တွေနဲ့ချလာပေးပါတယ်ကျွန်တော်တို့ကဖတ်ကြည့်လိုက်မယ်အစဉ်ပြေဇလန်အတွက် character prompt ယူကိုဆက်သွားမှာမို့ continue ဆိုပြီးရိုက်ပို့လိုက်မယ်အဲ့မှာ character အတွက် prompt နဲ့ချပေးလာတယ်အဲ့ဒါပြင်ဇလန်အတွက်စမ်းတစ်ခုချင်းစီရဲ့ image prompt ထပ်တောင်းရမယ်အဲ့တော့ continue ပဲထပ်ပို့လိုက်မယ်ဒီမှာစမ်း14ခုစာအတွက် prompt 14ခုရလာပါပြီအဲ့ပုံတွေကိုစကားပြောဗီဒီယိုလုပ်ဖို့အတွက်ဗီဒီယို prompt 14ခုကိုထပ်ပြီးတောင်းလိုက်မယ် continue ပဲထပ်ပို့လိုက်မယ်ဒီမှာဗီဒီယိုအတွက် prompt 14ခုရလာပါပြီအဲဆိုဇလန်အတွက် prompt ယူတာတွေအကုန်ပြီးပါပြီကျွန်တော်တို့ကဒီ prompt တွေနဲ့ဗီဒီယိုဖန်တီးဖို့ Google ရဲ့ Flow AI ကိုသုံးရမှာပါကျွန်တော်ဒီမှာတခုပြောချင်တာက flow နဲ့ပုံတွေမထုတ်ခင်ဘယ်ဆင်းမှာဘယ် character တွေပါလဲဆိုတာသိဖို့လိုတယ် prompt ထဲမှာဘယ် character တွေပါလဲဆိုတာသိဖို့ဒီမှာပဲဆင်းတစ်ခုချင်းစီမှာပါတဲ့ character တွေကိုပြောပြပါလို့ရေးပေးလိုက်မယ်အဲ့မှာဆင်းတစ်ခုချင်းစီမှာပါတဲ့ character တွေကိုရေးပေးလာပါတယ်အဲဆိုကျွန်တော်တို့ flow မှာ video ဖန်တီးဖို့စလိုက်ကြမယ်